ဘယ်နဲ့ပေးမှလဲအဲ့ဆိုရှင်ဘယ်နဲ့ပေးမှလဲငါထဲမှာမရှိရရှိရပေးမှာမရှိရမပေးနိုင်ဘူးငါလည်းငါမရှိအောင်ငါဘယ်လိုလုပ်ပေးရမှာတော့အားကြောင့်မို့နေတော့မပေးချင်တာနဲ့တသက်ကိုဒီကွင်ရိုက်လိုက်တာပေါ့မြို့ငါနည်းနည်းနဲ့ပေးမယ်လို့ပြောပြီးတာနော်လက်ဆောင်လည်းလက်ကားမယူလက်ကားမျိုးအတိုးပေးထားပါနေငါ့ကိုငါတို့ပတ်စံနဲ့ပတ်သက်လာအားနာမယ်လို့မထင်နဲ့အားမနာဘူးเนาะငါပတ်စံချီးသွားတယ်ရတယ်ပြန်မစပ်ဘူးရတယ်ကြည်နေလိုက်ဒီဘဝမဆက်ရင်နေနောက်ဘဝလာဆက်မယ်ဟုတ်ပြီလားမင်္ဂလာပါတငယ်ချင်းတို့ကြီးဒီအကြည့်နေကျွန်တော်ရဲ့တငယ်ချင်းတွေထဲမှာပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေကိုချစ်လို့ခင်လို့ဆိုပြီးတော့ပေါ့နော်ပတ်စံတွေချီးခဲ့ဘူးတဲ့သူတွေချီးမိဘူးတဲ့သူတွေရှိလာပြဒီနေ့တငယ်ချင်းတို့ကိုကျွန်တော်ဖွင့်ပြပေးမယ့်ဗီဒီယိုထဲမှာဆိုရင်လေဒီကညီမလေးတယောက်ကပေါ့နော်သူ့ရဲ့တငယ်ချင်းကိုဒါချစ်လို့ခင်လို့ဆိုပြီးတော့ယုံကြည်လို့ပေါ့ဗျာနော်ပတ်စံပေးချီးတာပတ်စံပြန်တောင်းတဲ့အခါကျတော့ဆဲပါခံရတယ်ဗျာနော်သူများကိုယုံလွယ်တတ်တဲ့သူတွေအားနာတတ်တဲ့သူတွေနော်အားလုံးပဲဒီဗီဒီယိုကိုလုံးဝကြည့်တင်နေဗျကဲအားလုံးလဲကျွန်တော်နဲ့အတူတူလိုက်ပါဆက်စုခြင်းတဲ့သူတွေဆက်စုလို့ရပါပြီဗျာဟယ်လိုအေးနောင်မြင်ငါဖုန်းတွေဘလော့ထားလို့လေဘယ်တော့ပါဘူးဒီမဲ့နင်းဖုန်းတွေခေါ်တာဘလော့ထားငါဖုန်းနှလုံးလုံးဘလော့ထားလို့ငါဆက်လို့မရလို့ဒီဖုန်းနဲ့ဆက်လိုက်တာကျွေးတောင်းကန်ကြီးအဲ့လိုပဲနော်ပြီးရင်သူတို့ကလာသေးတာဗျာနော်မှားနှိပ်ထားတာပါလို့ဘာတို့ဖုန်းနံပါတ်မိသွားတို့နော်ဖြတ်မိတာတို့ဒီလိုမျိုးတွေလာတာဗျလောက်နေမှတ်ထားပါတယ်ငါဖုန်းနံပါတ်တွေမှတ်ထားတော့ပြလိုက်ပြီဒါမျိုးလာနော်ဘလော့ထားလို့ဘလော့ထားလို့ဒီဖုန်းနဲ့ပဲခေါ်ရလေငါဖုန်းလုံးလုံးကပြီးစီးဖြစ်နေတာခေါ်လို့မရဘူးအေးနေမောင်းမှာတော့ဘယ်ရတော့လို့လေးက966 9တဲ့ဖုန်းနဲ့380တက်ရှစ်Your call is being put on hold. 对了。ဟုတ်ပတ်စံနေကပြောတော့ညနေပေးမှာဆိုအေးညနေပေးမှာပေးညနေပေးမယ်လို့ပြောတော့တယ်အဲ့ပြဿနာရှုပ်သွားတော့မပေးတော့ပါလေအဲ့ပြဿနာရှုပ်တာငါနဲ့ဘာဆိုင်လို့လဲငါကြောင့်ပေးတယ်ဆိုဟဲ့လို့လည်းပြောတယ်တဲ့အေးမဟုတ်နေပြောနေပြောငါတို့ဆဲတာနော်ဟုတ်လားငါတို့ဆဲတာနော်အေးနေငါမှဖားခံစားတာတဲ့ဆိုပြောတာတဲ့ဟဲ့ငါတို့ကအဲ့လောက်စရိုင်းမကြဘူးဟဲ့နင်းကိုအဲ့နင်းမဆဲတာကိုနင်းမဆဲတာကိုနင်းငါဖုန်းခေါ်ထားရလေနင်းမငါတို့ဖိကိုင်းထုတ်ပြီးဆဲတာနင်းမြင်လားဆိုတော့နင်းကိုဖုန်းခေါ်ထားရင်နင်းလည်းကြားနေရတယ်မဟုတ်ဘူးလားမပေးချင်လို့ခုအဲ့ပတ်စံမပေးချင်လို့အဲ့လိုလုပ်တာလားခုကပေးချင်တယ်ရတာဘယ်လိုပတ်စံမပေးချင်ဘူးခုလုပ်တာနင်းကငါပတ်စံညနေပေးမယ်လို့ပြောပြီးသားကိစ္စကိုအဲ့အင်ဂျင်ဘူးကဖားတယ်မဝင်ရှုပ်သွားမှာမဟုတ်ဘူးလားအေးသူဝင်ရှုပ်တာနဲ့ငါနဲ့မဆိုင်လို့လေအခုကငါပတ်စံလေးနင်းငါရဲ့ကိစ္စလေးငါဖားရလည်းပြန်ယူသွားတယ်ငါဘယ်လိုလုပ်မှာလဲငါရှိရပေးမယ်လို့ပြောနေတာပဲငါမရှိအောင်ငါဘယ်လိုတတ်နိုင်မှာအေးအဲ့လိုပြောလေဗာကိစ္စမပေးနိုင်ဘူးလို့ပြောတာပဲဘာလို့လုံနေရလဲအေးငါမရဘူးပေးနိုင်ဘူးလို့ပြောလို့လေအေးအဲ့ဆိုနင်ကဘယ်လိုလုပ်ပေးမှလဲဘယ်နေ့လဲတိကျပြောလိုက်တော့လေတကြံပြီးဆိုလို့လဲတကြံပြီးငါဆောင်ပေးထားတာပဲငါမျိုးမနေ့ကလည်းပြောပြတယ်မဟုတ်လားညနေကျရင်ပေးမယ်လွှဲပေးမယ်လို့ပြောပြီးသားမဟုတ်ဘူးလားအေးလေလွှဲပြီးတော့အခုပေးမှမပေးဘူးလားမပေးဘူးလားမရှိတော့ဘူးလို့ငါဘယ်လိုလုပ်ပေးရမှာလဲအဲ့ဒါနင်ကဘယ်လိုလုပ်ပေးချင်တာလဲနင်ထဲမှာမရှိနေအစောကလေးကမယူနဲ့လေသူများပတ်စံဆိုတာပေးယူပြီးရင်ပြန်ပေးရတယ်နင်မသိဘူးလားပြောပေးမယ်လို့ပြောပြတယ်ဟုတ်လားညနေကျရင်လွှဲပေးမယ်လို့ပြောပြတယ်အဲ့တရားရှုပ်တာတော့ငါမှလည်းပြန်ယူသွားတယ်လို့ပြောတာမဟုတ်ဘူးလားဘယ်လိုဆက်လုပ်လဲအဲ့ဒါဆိုခုကဘယ်လိုလုပ်ပေးမှလဲရှိအောင်ငါတို့ဘယ်လိုလုပ်ပေးရမှာလဲနင်ကဘယ်လိုလုပ်အေးဘယ်နဲ့ပေးမှလဲအဲ့ဆိုရှင်ဘယ်နဲ့ပေးမှလဲငါထဲမှာမရှိရှိရပေးမယ်မရှိရမပေးနိုင်ဘူးငါလည်းငါမရှိအောင်ငါဘယ်လိုလုပ်ပေးရမှာလဲကောင်းလာပြီလားနော်အားကြောင့်မို့နင်တော့မပေးချင်တာနဲ့တသက်ကိုဒီကွင်ရိုက်လိုက်တာပေါ့မြို့မှာညနေနဲ့ပေးမယ်လို့ပြောပြီးသားနော်လက်ဆောင်လည်းလက်ကားမယူလက်ကားမျိုးအတိုးပေးထားပါဘောနေကငါ့ကိုဟုတ်လားအဲ့ဆိုရင်ငါပြောလိုက်ပြောလေဗာလေပြောငါအတိုးပေးငါနင်းကိုအတိုးနဲ့ယူပေးထားလားနင်းကငါပြန်မပေးဘူးလို့ပြောလို့လား
အခုကနင်းငါ့ကိုစာဖို့ကြောင့်မပေးနိုင်တော့ဘူးလေဘာဖြစ်အဲ့ဒါဖာတော့ အေးငါမရအောင်ပေးနိုင်ဘူးဆိုရင်ပတ်စံပြန်ယူသွားတယ်ငါထဲမှာလည်းမရှိဘူးလေငါဘယ်လိုပေးရမှာလဲ အဲ့ဆိုငါတို့ပြောနေလေရက်ချင်းနိုင်နေဘယ်နေ့ပေးမှတော့တိကျပြောလိုက်တော့လေ အတိအကျပြောရအောင်ငါတို့ကလုံးရှိနေတော့လား အလုံးမရှိရင်ရှာလေအဲ့နင်းကိစ္စလေငါကိစ္စမဟုတ်ငါလည်းငါပတ်စံငါပြန်ရချင်တာပေါ့ အဲ့ဒီကပေးနိုင်မှာလည်းမရှိရင်မပေးနိုင်ဘူးလေ အဲ့ဆက်လည်းသူများပတ်စံယူရအောင်လေညီမလေးရဲ့ ကောင်းလှပြီလားနော် သူများပတ်စံကယူပြီးရင်ပြန်ပေးရတယ်လေအဲ့လိုကြီးပဲလောက်တာလားနင်းရဲ့ ပြန်ပေးဦးလို့ခေါ်ပြောတာပြော အဲ့ကြောင့်ဘယ်နေ့ပေးမှလဲလို့ငါကောင်းမှမပြောနေတာ ရှိလေဦးလို့ပြောတာရှိရင်ပေးမယ်လို့ပြောတာမဟုတ်ဘူးလား နင်ကဘယ်တော့မှရှိမှလဲနင်အမြဲတမ်းမရှိတာလေနင်အလောက်ကဘယ်တော့မှရှိလို့လဲဘယ်တော့မှမရှိတဲ့ဟာကိုဘယ်တော့ရှိလာမှမလို့လဲ ငါတို့ရှိရင်ပေးမယ်လို့ပြောပြသွားမှာမဟုတ်ဘူးလား နင်ရှိရင်ဘယ်တော့လဲလို့အဲ့လိုနင်သူများ ပြင်မယ်ဆိုတော့ငါဘယ်လိုလဲတိကျပြောနိုင်ပါလဲ တိကျပြောနိုင်မယူရဘူးလေသူများပတ်စံဆိုယူပြီးပြန်ပေးရရင်နားမလဲဘူးလား ပြန်ပေးဦးလို့ပြောလို့လားတိုက်တာရှိတာသွားထိုင်လိုက်တော့ 其实我如今的地啊，你看这楼的现在来不开，又多交了，这楼的其他来。 ဟုတ်တယ်လေတစ်လုံးနဲ့ချိထားတာဟဲ့နင်ယူသွားတာနင်အဖေက300မရှိလို့ဆိုပြီးတော့နင်ငါထဲကလည်းယူသေးရလေမသိဘူးလားဆိုင်ငယ်ပြင်ဖို့ဆိုပြီးတော့နင်အမအကြီးကငါပြောမယ်နင်အမအကြီးကမပေးလို့ပါဆိုပြီးတော့နင်ငါထဲကယူသွားတာဟုတ်လားမဟုတ်ဘူးလား 哎，咱也别弄了，你弄要么谁家不来咱也。 ဟဲ့အစကားအောင်မပြောနဲ့ဆိုင်ငယ်ပြင်တော့အောင်ဆိုတော့နင်ဆိုင်ငယ်နဲ့ထွက်တိုင်းငါထဲ့မပေးရလားမထဲ့ပေးရဘူးလားအပေါ်ရင်မပြောနဲ့ငါထဲကနေစားတောက်နေတော့နင်အဲ့ကတည်းကမဟုတ်ဘူးနော် 哎，俺我们北南哟，你咱也去了多单了， တိုင်ပါဘူးနင်ပုံလေးတင်ပြီးဆောက်ရှက်ခွဲရုံပဲမတိုင်ဘူးနင်ရုပ်လေးနဲ့အဲ့လိုလုပ်ဆောင်တာ မိုက်ကြီးခွဲရနော် အဲ့လိုလုပ်ဆောင်တာတီးပြီးသားငါညမကိုစားလိုက်နင်တို့ဟာနဲ့မပတ်သက်နဲ့လို့ငါတို့မျိုးတွေအကုန်တားတယ်ငါမြင်လာတော့ငါတို့ပါတော့မှနင်ကတ်စားနေရပဲမြင်နေနော်ငါနင်ကတ်စားနေရပဲမြင်နေဆိုင်ထိုင်တော့မှငါညမရှင်းရလားငါပြီးတော့အောင်မှခုမှစောက်ကျဲသူမကန်းနဲ့နော်ခုမှစောက်ကျဲသူမကန်းနဲ့ချိန်မနဲ့ကော်ထုတ်တောင်ရတယ်ထက်ကောင်ကအဲ့လိုမပြောနဲ့ငါအိမ်မှာနေရောတော့နင်အိမ်မှာနေတော့ငါပတ်စံနဲ့ငါပဲစားတော့တာငါအိမ်မှာနေတော့နင်ဘလို့နေရအောင်နင်အသိဆုံးပဲအပွေလာမပြောနဲ့ဒုက္ခရောက်တော့မလေချင်းဘလို့ပါငါပါနေခုကြမှာမလေပတ်စံလေးဟိုဟာဖြစ်နေတော့ဟုတ်တယ်ဆောက်ချက်ကြည့်တာအဲ့လိုမအင်္ဂလိပ်ဖြစ်ပြီးတော့မလေခေါ်လူဟင်နာဖာတိုင်းနဲ့ပတ်သက်တာလေဖာတိုင်းကဘယ်သူတော့မဟုတ်ဘူးစုံစမ်းလာ 哎妈，楼下的咱俩嘛，哎妈来，你那个，我那个谁来了？你上抽风口。哎妈来，谁来了？你别看我来上。မလေးနဲ့ငါတို့ကနေလို့နဲ့ကောင်းမှာပုံဆိုတာနင်းညမချူစားသွားတာလေနော်ငါဖေကမလို့ငါမရဲငါ့ကိုဖာဖြစ်ဖြစ်ပုတ်ပြင်းပြင်းပြစ်ထားမှာလေငါဖေကလည်းငါ့ကိုကြည့်မထားဘူးငါတနာကိုကိုကိုတနာကိုလည်းမျိုးမျိုးလေးပြောပြီးနင်းညမအဲ့လိုတွေချီးတာတော့ကိုညမကိုမေးကြည့်တော့မလေးနဲ့ ကဲတငယ်ချင်းတို့ကြားတဲ့အတိုင်းပဲဗျာနော်ဒီချီးပေးတဲ့ညီမလေးကတော့စကားကိုကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးပြောတာဗျာနော်ဟိုဘက်ကဇယိုက်ဆန်ဆန်နဲ့လူမိုက်ဆန်ဆန်ပြောလာတဲ့စကားတွေကိုလည်းအားလုံးကြားမယ်လို့ထင်ပါတယ်ဗျာဒါကြောင့်မလို့ဘလောက်ပဲခင်ခင်နော်ဘလောက်ပဲချစ်ကြဗျာတငယ်ချင်းတို့တွေးတဲ့အတိုင်းပဲဗျာနော်ဒီညီမလေးကသူ့စီမှာရစရကအကျွေး6သိန်းရှိတယ်လို့ပြောတယ်ဗျခဏနေပြီးပြန်ပေးမယ်ဆိုပြီးတော့ဒါ9လကြော်လောက်ကြာသွားတယ်လို့လည်းသိရတယ်ဗျာနော်ကဲလူတွေနော်ယုံကြည်မှုကိုအလွဲသုံးစားလောက်တာဗျလူတွေနော်တော်တော်တရားကြဖို့ကောင်းနေဗျာနော်အလုပ်လည်းမလုပ်ချင်ဘူးအလုပ်ရအောင်လည်းမရှာဘူးနော်ယူတော့ကတော့ဘယ်နှစ်ပေးမယ်ဘယ်ရွေ့ပေးမယ်နဲ့ပြန်လဲတောင်းအောင်ကြည့်ပါအောင်ဗျာနော်အစဲပါခံရတယ်ပတ်စံကားစကားမပြောနိုင်ပေမဲ့စကားပြောတတ်တဲ့လူတွေကိုသွေးကွဲအောင်လုပ်နိုင်နေဗျကဲအားလုံးပဲတတိထားဖို့ပြောချင်ပါတယ်ဗျာ တရားကဝန်ကြီးကပတ်စံလာချီရတာသမီးရဲ့ချီးပါဆိုပြီးတော့လာချီရတယ်နော်ပြန်လာဆက်တယ်9ရက်ပဲကြာရဲ့အတိုး2000ပေးတယ်ပထမတော့မယူလို့စဉ်းစားတယ်နောက်ကျတော့ဒါငါလှုပ်နေတာမယူလို့မရဘူးသိရမလားဒီတစ်ခေါက်မှမယူလိုက်ဘူးဆိုတော့နောက်တစ်ခေါက်ထပ်လာပြီးလို့ရှိရင်ဒီပုံစံတိုင်းပဲထပ်ပြီးတော့လိုချင်ပါပဲतू ကအတိုးမယူလောက်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့စီးပွားရေးကစီးပွားရေးပဲခင်တာပဲကိုတရားလို့ပေးတာကန်တာပဲအဲ့တော့ဘယ်လိုပြောမလဲအမောင်းသေးမဲ့ဖြစ်ဖြစ်ကိုဘသူပဲဖြစ်ဖြစ်ပတ်စံကိစ္စနဲ့ပတ်သက်လို့ရှိရင်အလျှော့မပေးတာကအကောင်းဆုံးပဲဒါကတော့ပြောလို့ရှိရင်ကိုကပတ်စံချီရတဲ့အတွက်ကြောင့်ကိုဆုံးရှုံးသွားရင်တော့ကိုပြောမှာပဲတီလားပြောမှာပဲတကယ်ချင်းမကလို့အရင်ရင်းနှီးရဲ့လူပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ကိုကသူများကိုကူညီထားတယ်ကိုပြန်ရမယ့်အလှည့်ကြရင်စောက်ချိုးတွေအမျိုးမျိုးပြောင်းသွားရင်တော့ပြောမှာပဲအာမနာဘူးအာနာကြရတဲ့စောက်ကြောင်းမရှိဘူးတကယ်ချင်းအရင်မကလို့ဘာကြီးပဲဖြစ်နေကိုပတ်စံပါဝိုက်ပြီးတော့ကြောင့်ကိုကပြောမှာပဲเนาะအဲ့တကယ်ချင်းအရင်ကကိုဒုက္ခရောက်နေကိုပြန်ကူညီမှာလားဒါဆိုရင်တော့ခြေလိုက်လေ
သူဒုက္ခရောက်နေတော့ကူညီပြီးတော့ကိုယ်ကလေးလည်းကြတော့ပြန်ပြီးတော့ဘာမှလည်းမပြောဘဲနဲ့ဒီတိုင်းအီးအောင်ဝါကြီးလုံနေရင်တော့ပြောမှာပဲငါတို့ပတ်စံနဲ့ပတ်သက်လာအားနာမယ်လို့မထင်နဲ့အားမနာဘူးเนาะငါပတ်စံချီးသွားတယ်ရတယ်ပြန်မဆက်ဘူးရတယ်ကြည်နေလိုက်ဒီဘဝမဆက်ရင်နေနောက်ဘဝလာဆက်မယ်ဟုတ်ပြီလားငါကတော့ဆုံးသွားတာပေါ့အာမခံတဲ့ကိစ္စကိုလည်းပြောပြမယ်နော်တငယ်ချင်းမို့လို့ငါအာမခံပြလိုက်မယ်ဖေမယားနဲ့တိလားဘလောက်ချစ်တဲ့တငယ်ချင်းပဲဖြစ်ဖြစ်ဖေမယားနဲ့တိလားဂျားတဲ့ကနေကိုကဖင်ရလာတဲ့အတွက်ကြောင့်ဖင်လန်ပြရမယ့်အဆင့်တွေဖြစ်ကုန်လို့ပဲတိလားနော်ရိုင်းမပြောမယ်အဲ့တော့ဘလောက်ချစ်ပါတယ်လို့ပဲပြောဘလောက်ပဲခင်ပါတယ်တငယ်ချင်းရဲ့လို့ပဲပြောပတ်စံကိစ္စနဲ့ပတ်သက်လို့ရှိရင်အရှုပ်ရှင်းမလုပ်တာပဲကောင်းတယ်ကွာပြောမှာပဲငါတော့ပြောမှာပဲကိုယ်ကဆုံးရှုံးသွားတာဖြစ်တဲ့ကြောင့်တကယ်ကြီးအရင်မကလို့အရက်ကြီးပဲဖြစ်ဘာပဲဖြစ်ငါဆောက်ရှက်ခွဲတင်ခွဲမှာဘာလို့ဆိုငါပတ်စံပါသွားလေငါပြောမှာပဲရတယ်အဆုံးခံလိုက်မရတယ်ဒါပေမဲ့နောက်ဘဝကျရင်စောက်ကြွေးလာဆက်ပါနော်တရိတ်ဆန်အနေနဲ့ပဲဖြစ်ငါ့ရင်ကကြုံပဲဖြစ်သိရမလားအိမ်မှာခွေးပဲလာဖြစ်နွားပဲလာဖြစ်ကြိုက်တဲ့ပုံစံနဲ့ကြိုက်တယ်လို့နင်တို့အကျွေးလာဆက်ကမှာပဲပတ်စံချီးပြီးပြန်မဆက်ရင်တော့ဒီညီမလေးပြောတော့လည်းကောင်းတယ်ဗျာနော်ဒီပတ်စံခိစ္စနဲ့ပတ်သက်ပြီးတော့ဒါခင်ဗျသရိုင်းပေးလိုက်ဗျာနော်သရိုင်းပေးလိုက်ကျွေးလိုက်သူများကကိုယ့်ကိုပြန်ကူညီတယ်ဆိုရင်ကိုကလည်းသူများကိုပြန်ကူဖို့ကဒါဝင်မလေးတဲ့သူဖြစ်နေရမယ်ဗျကဲကြီးနေကျွန်တော်တငယ်ချင်းတွေလည်းဒီနေ့ဗီဒီယိုလေးကအကျွေးတောင်းလို့ပေါ့နော်အစဲခံရတဲ့ဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျအားလုံးပဲခင်ဗျတို့အကျွေးတောင်းရင်တော့တတိတာထားတော့ဗျာနော်ပတ်စံချီးပြီဆိုရင်လည်းတတိတာထားပြီးတော့ကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါဦးမယ်ဗျာ